အခုဒီဗီဒီယိုမှာပြောမယ် speaking pattern လေးတစ်ခုကတော့ no way နဲ့စတဲ့ pattern လေးပါ ဒီ speaking pattern လေးရဲ့အပြည့်အစုံကတော့ no way ရဲ့နောက်မှာ subject တွေ verb တွေလိုက်ပေးရပါတယ် no way ရဲ့အဓိပ္ပာယ်ကတော့ impossible ဆိုတဲ့အဓိပ္ပာယ်နဲ့ပါတူပါတယ်မဖြစ်နိုင်ဘူးလို့ပြောချင်တာပါ no way ရဲ့နောက်မှာ sentence တစ်ကြောင်းထည့်လိုက်တယ်ဆိုရင်အဲ့ဒီ sentence ကလုံးဝမဖြစ်နိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ် example လေးကိုကြည့်ကြည့်အောင် no way you understand this no way you understand this ကဲYou understand this ဆိုတာကမင်းကဒါကိုနားလေတယ်လို့ပြောတာလေဟုတ်ပြီ no way နဲ့ပေါင်းတဲ့အခါမှာ no way you understand this ဆိုတာကမင်းအဲ့ဒါကိုနားလေတယ်ဆိုတာမဖြစ်နိုင်ဘူးလို့ပြောတာမင်းအဲ့ဒါကိုနားလေတယ်ဆိုတာမဖြစ်နိုင်ဘူးလို့ပြောတာပါနောက် example ကိုကြည့်အောင်မင်းအဲ့ဒါကိုမကြိုက်ဘူးဆိုတာမဖြစ်နိုင်ဘူးကဲဟုတ်မဖြစ်နိုင်ဘူးဆိုတာတော့သိပြီးသားဖြစ်တယ် no way ပေါ့ဟုတ်ပြီမင်းအဲ့ဒါကိုမကြိုက်ဘူးဆိုတာပါ You don't like it you don't like it you don't like it ဆိုတာကမင်းအဲ့ဒါကိုမကြိုက်ဘူးဟုတ်ပြီမင်းအဲ့ဒါကိုမကြိုက်ဘူးဆိုတာမဖြစ်နိုင်ဘူးဆိုတော့ No way you don't like it no way you don't like it no way you don't like it နောက် example တစ်ခုကြည့်အောင်သူမကသဘောတူတယ်ဆိုတာမဖြစ်နိုင်ဘူးသူမကသဘောတူတယ်ဆိုတာကShe agrees မဖြစ်နိုင်ဘူးဆိုတာက no way သူမကသဘောတူတယ်ဆိုတာမဖြစ်နိုင်ဘူးဆိုပြီးပေါင်းပြောခြင်းเนาะ no way she agrees no way she agrees ကဲဒါဆိုရင်ဒီ no way pattern နဲ့ပတ်သက်ပြီးအကြမ်းမြင်ကိုတော့နားလည်ပါပြီဆိုရင်ကျွန်တော်တို့သူ့တက်ပွားပြီး example လေးတွေကိုကြည့်ကြည့်အောင်မင်းငါ့ကိုနိုင်နေဆိုတာမဖြစ်နိုင်ဘူးကဲဘယ်လိုပြောကြည့်မလဲမင်းငါ့ကိုနိုင်တယ်ဆိုတာက You beat meမဖြစ်နိုင်ဘူးဆိုတော့ no way မင်းငါ့ကိုနိုင်ရဲဆိုတာမဖြစ်နိုင်ဘူးဆိုတော့ no way you beat me no way you beat me သူမကငါ့ကိုလိန်နေဆိုတာမဖြစ်နိုင်ဘူးသူမကငါ့ကိုလိန်နေဆိုတာမဖြစ်နိုင်ဘူးသူမကငါ့ကိုလိန်နေဆိုတာကိုဘယ်လိုပြောမလဲ She lies to meမဖြစ်နိုင်ဘူးကြတော့ no way သူမကငါ့ကိုလိန်နေဆိုတာမဖြစ်နိုင်ဘူးဆိုတော့ no way she lies to me no way she lies to me သူမကသူ့ကိုကြိုက်တယ်ဆိုတာမဖြစ်နိုင်ဘူးသူမကသူ့ကိုကြိုက်တယ်ဆိုတာမဖြစ်နိုင်ဘူးဟုတ်ပြီသူမကသူ့ကိုကြိုက်တယ်ဆိုတော့ she likes him she likes him မဖြစ်နိုင်ဘူးဆိုတော့ no way သူမကသူ့ကိုကြိုက်တယ်ဆိုတာမဖြစ်နိုင်ဘူးဆိုပေါင်းရခြင်း no way she likes him no way she likes him သူကဒီ game ကိုနိုင်နေဆိုတာမဖြစ်နိုင်ဘူးသူကဒီ game ကိုနိုင်နေဆိုတာမဖြစ်နိုင်ဘူးဟုတ်ပြီသူကဒီ game ကိုနိုင်နေဆိုတော့ he wins this game မဖြစ်နိုင်ဘူးဆိုတာက no way သူကဒီ game ကိုနိုင်နေဆိုတာမဖြစ်နိုင်ဘူးဆိုတော့ no way he wins this game no way he wins this game မင်းတယောက်တည်းလုံနိုင်နေဆိုတာမဖြစ်နိုင်ဘူးမင်းတယောက်တည်းလုံနိုင်နေဆိုတာမဖြစ်နိုင်ဘူးမင်းတယောက်တည်းလုံနိုင်နေဆိုတာကို you can do it alone မဖြစ်နိုင်ဘူးဆိုတော့ no way မင်းတယောက်တည်းလုံနိုင်နေဆိုတာမဖြစ်နိုင်ဘူးဆိုတော့ no way you can do it alone no way you can do it alone ကျွန်တော်တို့ရှုံးနေဆိုတာမဖြစ်နိုင်ဘူးကျွန်တော်တို့ရှုံးနေဆိုတာမဖြစ်နိုင်ဘူးကျွန်တော်တို့ရှုံးနေဆိုတာကို we lose မဖြစ်နိုင်ဘူးဆိုတော့ no way ကျွန်တော်တို့ရှုံးနေဆိုတာမဖြစ်နိုင်ဘူးဆိုတော့
no way we lose no way we lose အဲ့ဒါကအလုပ်ဖြစ်တယ်ဆိုတာမဖြစ်နိုင်ဘူးကိုကပြက်နေတယ်လို့ထင်တဲ့အရာတွေပေါ့နော်စက်ပစ္စည်းတွေပါတယ်လည်းဖြစ်နိုင်တာပေါ့အဲ့ဒါကအလုပ်ဖြစ်တယ်ဆိုတာမဖြစ်နိုင်ဘူးအဲ့ဒါကအလုပ်ဖြစ်တယ်ဆိုတာကို it works it works မဖြစ်နိုင်ဘူးဆိုတာက no way no way အဲ့ဒါကအလုပ်ဖြစ်တယ်ဆိုတာမဖြစ်နိုင်ဘူးလို့ပေါင်းပြောချင်ရင်တော့ no way it works no way it works မင်းအဖြေကိုသိတယ်ဆိုတာမဖြစ်နိုင်ဘူးမင်းအဖြေကိုသိနေတယ်ဆိုတာမဖြစ်နိုင်ဘူးမင်းအဖြေကိုသိနေတယ်ဆိုတာက you know the answer you know the answer you know the answer မဖြစ်နိုင်ဘူးဆိုတာက no way no way မင်းအဖြေကိုသိနေတယ်ဆိုတာမဖြစ်နိုင်ဘူးဆိုတာပြောချင်ရင်တော့ no way you know the answer no way you know the answer သူကအဲ့ဒါကိုပြောတယ်ဆိုတာမဖြစ်နိုင်ဘူးသူကအဲ့ဒါကိုပြောတယ်ဆိုတာမဖြစ်နိုင်ဘူးသူကအဲ့ဒါကိုပြောတယ်ဆိုတာကို he said that he said that သူအဲ့ဒါကိုပြောတယ်ဆိုတာပြောပြီးသားဆိုတာ past tense ကိုသုံးရတယ်နော် he said that မဖြစ်နိုင်ဘူးဆိုတာက no way သူကအဲ့ဒါကိုပြောတယ်ဆိုတာမဖြစ်နိုင်ဘူးဆိုပြီးပေါင်းရေးချင်ရင်တော့ no way he said that no way he said that no way he said that မင်းငါနာမည်ကိုမေ့နေတယ်ဆိုတာမဖြစ်နိုင်ဘူးမင်းငါနာမည်ကိုမေ့တယ်ဆိုတာမဖြစ်နိုင်ဘူးမင်းငါနာမည်ကိုမေ့တယ်ဆိုတာက you forgot my name you forgot my name မဖြစ်နိုင်ဘူးဆိုတာက no way no way မင်းငါနာမည်ကိုမေ့နေတယ်ဆိုတာမဖြစ်နိုင်ဘူးလို့ပေါင်းပြောချင်ရင်တော့ no way you forgot my name no way you forget my name no way you forget my name မင်းစာမလုပ်ဘဲအောင်နေဆိုတာမဖြစ်နိုင်ဘူးမင်းစာမလုပ်ဘဲနဲ့အောင်နေဆိုတာမဖြစ်နိုင်ဘူးမင်းစာမလုပ်ဘဲနဲ့အောင်နေလို့ပြောချင်ရင် you pass without studying you pass without studying မဖြစ်နိုင်ဘူးဆိုတာကတော့ no way မင်းစာမလုပ်ဘဲနဲ့အောင်နေဆိုတာမဖြစ်နိုင်ဘူးလို့ပြောချင်ရင်တော့ no way you pass without studying no way you pass without studying မင်းစောစောထတယ်ဆိုတာမဖြစ်နိုင်ဘူးသူပြောချင်တာကတော့မင်းစောစောအိပ်ရာထတယ်ကိုပြောချင်တာနော်မင်းစောစောအိပ်ရာထတယ်ဆိုတာမဖြစ်နိုင်ဘူးမင်းစောစောအိပ်ရာထတယ်ဆိုတာကို you wake up early you wake up early you wake up early မဖြစ်နိုင်ဘူးဆိုတာက no way no way မင်းအိပ်ရာစောစောထတယ်ဆိုတာမဖြစ်နိုင်ဘူးလို့ပြောချင်ရင်တော့ no way you wake up early no way you wake up early no way you wake up early သူတို့ကကျွန်တော်တို့ကိုဝင်ခွင့်ပေးတယ်ဆိုတာမဖြစ်နိုင်ဘူးသူတို့ကကျွန်တော်တို့ကိုဝင်ခွင့်ပေးတယ်ဆိုတာမဖြစ်နိုင်ဘူးသူတို့ကကျွန်တော်တို့ကိုဝင်ခွင့်ပေးတယ်ဆိုတော့ they let us in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  မဖြစ်နိုင်ဘူးဆိုတာက no way no way သူတို့ကကျွန်တော်တို့ကိုဝင်ခွင့်ပေးတယ်ဆိုတာမဖြစ်နိုင်ဘူးလို့ပြောချင်ရင်တော့ no way they let us in no way they let us in မင်းကလျှို့ဝှက်ချက်ကိုသိတယ်ဆိုတာမဖြစ်နိုင်ဘူးမင်းကလျှို့ဝှက်ချက်ကိုသိတယ်ဆိုတာမဖြစ်နိုင်ဘူးမင်းကလျှို့ဝှက်ချက်ကိုသိတယ်ဆိုတာက you know the secret you know the secret မဖြစ်နိုင်ဘူးဆိုတာက no way no way မင်းကလျှို့ဝှက်ချက်ကိုသိတယ်ဆိုတာမဖြစ်နိုင်ဘူးလို့ပြောချင်ရင် no way you know the secret no way you know the secret သူကငါ့ကိုအရင်ဖုန်းခေါ်တယ်ဆိုတာမဖြစ်နိုင်ဘူးသူကငါ့ကိုဖုန်းအရင်ခေါ်တယ်ဆိုတာမဖြစ်နိုင်ဘူး
သူကငါ့ကိုဖုန်းရင်ခေါ်တယ်ဆိုတာက He calls me first. He calls me first. မဖြစ်နိုင်ဘူးဆိုတာက no way. No way. သူကငါ့ကိုအရင်ဖုန်းခေါ်တယ်ဆိုတာမဖြစ်နိုင်ဘူးလို့အပြည့်အစုံပြောချင်ရင်တော့ No way he calls me first. No way he calls me first. မင်းက9မိနစ်အတွင်းပြီးစီးမယ်ဆိုတာမဖြစ်နိုင်ဘူးမင်း9မိနစ်အတွင်းမှာပြီးမယ်ဆိုတာမဖြစ်နိုင်ဘူးမင်း9မိနစ်အတွင်းပြီးမယ်ဆိုတာကို You finished in 5 minutes. You finish in 5 minutes. You finish in 5 minutes. အတွင်းဆိုတာတွေပြောတဲ့အခါမှာ in နဲ့သုံးတယ်နော် In 5 minutes ဆိုရင်9မိနစ်အတွင်း In 3 days ဆိုရင်3ရက်အတွင်းမဖြစ်နိုင်ဘူးဆိုတာက no way မင်း9မိနစ်အတွင်းမှာပြီးမယ်ဆိုတာမဖြစ်နိုင်ဘူးလို့ပြောချင်ရင်တော့ No way you finish in 5 minutes. No way you finish in 5 minutes. မင်းဒီပြဿနာကိုဖြေရှင်းနိုင်တယ်ဆိုတာမဖြစ်နိုင်ဘူးမင်းကဒီပြဿနာကိုဖြေရှင်းနိုင်တယ်ဆိုတာမဖြစ်နိုင်ဘူးမင်းကဒီပြဿနာကိုဖြေရှင်းနိုင်တယ်ဆိုတာက You solve this problem. You solve this problem. မဖြစ်နိုင်ဘူးဆိုတာက no way. မင်းကဒီပြဿနာကိုဖြေရှင်းနိုင်ရဆိုတာမဖြစ်နိုင်ဘူးလို့ပြောချင်ရင်တော့ No way you solve this problem. No way you solve this problem. သူမကနှုတ်ဆက်စကားမပြောဘဲထွက်သွားတယ်ဆိုတာမဖြစ်နိုင်ဘူးသူမကနှုတ်ဆက်စကားတော့မပြောဘဲနဲ့ထွက်သွားတယ်ဆိုတာမဖြစ်နိုင်ဘူးသူမကနှုတ်ဆက်စကားမပြောဘဲထွက်သွားတယ်ဆိုရင် She leaves without saying goodbye. She leaves without saying goodbye. မဖြစ်နိုင်ဘူးဆိုတာက no way. No way. သူမကနှုတ်ဆက်စကားမပြောဘဲထွက်သွားတယ်ဆိုတာမဖြစ်နိုင်ဘူးလို့ပြောချင်ရင်နော် No way she leaves without saying goodbye. No way she leaves without saying goodbye. No way she leaves without saying goodbye. သူမကငါ့ကိုလှစ်လှစ်ရှူထားတယ်ဆိုတာမဖြစ်နိုင်ဘူးသူမကငါ့ကိုလှစ်လှစ်ရှူထားတယ်ဆိုတာမဖြစ်နိုင်ဘူးသူမကငါ့ကိုလှစ်လှစ်ရှူထားတယ်ဆိုတာက She ignores me. She ignores me. She ignores me. မဖြစ်နိုင်ဘူးဆိုတာက no way. သူမကငါ့ကိုလှစ်လှစ်ရှူထားတယ်ဆိုတာမဖြစ်နိုင်ဘူးလို့ပြောချင်ရင် No way she ignores me. No way she ignores me. အဲ့ဒါကိုမင်းပြုပြင်နိုင်နေဆိုတာမဖြစ်နိုင်ဘူးအဲ့ဒါကိုမင်းပြင်နိုင်နေဆိုတာမဖြစ်နိုင်ဘူးအဲ့ဒါကိုမင်းပြင်နိုင်နေဆိုတာက You can fix it. You can fix it. You can fix it. မဖြစ်နိုင်ဘူးဆိုတာကတော့ no way. No way. မင်းအဲ့ဒါကိုပြင်နိုင်နေဆိုတာမဖြစ်နိုင်ဘူးလို့ပြောချင်ရင်တော့ No way you can fix it. No way you can fix it. ကဲဟုတ်ပါပြီဒါဆိုဒီနေ့ပြောခဲ့တဲ့ speaking pattern လေးကတော့ no way ရဲ့နောက်မှာ subject နဲ့ verb လိုက်တဲ့ sentence pattern လေးပဲဖြစ်ပါတယ်ဟုတ်ပြီ no way ဆိုတာအတူပြောတာเนาะသူ့ရဲ့အရှိကတော့ there is no way လို့ပြောလိုက်ရတယ်เนาะ there is no way နောက်က subject verb လိုက်လည်းရတယ်ဟုတ်ပြီစကားပြောဆိုတော့အတူလေးပဲတုံးလိုက်တာ no way နောက်က subject verb လိုက်တယ်ညီမတို့အဓိပ္ပာယ်ကတော့ဒီဟာကဒီအကြောင်းအရာကမဖြစ်နိုင်ဘူးလို့ပြောချင်တာပါ